အကယ်၍မင်းငါအကြောင်းများဖြတ်ခနဲတွေးမိခဲ့ရင်မင်းအလိုမကြတဲ့ငါမဟုတ်ပဲမင်းချစ်ခဲ့ဘူးတဲ့ငါမင်းနဲ့အတူရီမောခဲ့ဘူးတဲ့ငါမင်းအတိမတ်ပြုတ်ခဲ့တဲ့ငါကိုပဲမမိပါစေလို့ဆုတောင်းမိပါတယ်ခေါ်ခွင့်မရှိတော့တဲ့နန်းစားလေးကိုရေရွရင်နဲ့နှလုံးသားရဲ့တထောင်တနေရာကတော့ငါမပေးနိုင်တဲ့ပျော်ရွှင်မှုတွေအေးချမ်းမှုတွေပေးနိုင်မယ်ငါထက်သာတဲ့တစုံတစ်ယောက်ကိုရှာတွေ့ပါစေလို့ဆုတောင်းပါတယ်